တပွင့်နဲ့ပန်းလေးရဲ့ကုန်မနေပါမရှိရင်ညထပန်းမရှိရင်ဘသူကကျင့်တယ်မူထားပါမလဲအော်ကောင်းနေငုံလေးအမင်းနဲ့ကွယ်မျက်နှာလုံးလို့တမိုးထားတယ်ယောသားကပြောရမေမင်းကလေးမို့အိမ်ရေးစေအပြောကောင်းတော့ညင်နေအော်နှလုံးသားနဲ့ချစ်တဲ့ခင်ရဲ့ဒီတပန်းတတ်ဆုံးပေါင်းမယ်ယူမြင်ကြသူကြီးရွယ်ဆုံးချက်ချက်သမားစီခြင်းနဲ့တပည့်လောက်တော့စင်လာမရှိစဉ်းစားပါဗျာမင်းလေးစဉ်းစားမှာပေါ့ရှင်ကျွန်တော်ပဲစစ်ပါနော်ကိုလေးနဲ့ငါ့ကျင်းလိုက်တာခင်တွေရင်ထဲကတပွင့်နဲ့ပန်းလေးရဲ့ကုန်မနေပါမရှိရင်ညထပန်းမရှိရင်ဘသူကကျင့်တယ်မူထားပါမလဲအော်ကောင်းနေငုံလေးအမင်းနဲ့ကွယ်မျက်နှာလုံးလို့တမိုးထားတယ်ယောသားကပြောရမေမင်းကလေးမို့အိမ်ရေးစေအပြောကောင်းတော့ညင်နေတပန်းတတ်ဆုံးပေါင်းမယ်ယူမြင်ကြသူကြီးရွယ်ဆုံးချက်ချက်သမားစီခြင်းနဲ့တပည့်လောက်တော့စင်လာမရှိစဉ်းစားပါလားအော်ကောင်းရင်ကိုအမင်းနဲ့ကွယ်မျက်နှာလုံးလို့တမိုးထားတယ်ယောသားကပြောရမေမင်းကလေးမို့အိမ်ရေးစေအပြောကောင်းတော့ညင်နေအော်နှလုံးသားနဲ့ချစ်တဲ့ခင်ရဲ့ဒီတပန်းတတ်ဆုံးဆုံးချက်ချက်မစီခြင်းနဲ့တပည့်လောက်တော့စင်လာမရှိအများလေးစဉ်းစားပါနော်တော့မရှိကျွန်တော်လည်းချစ်မှာမလားဒါတော့အဖြေဆောက်ပါရှင်